ကြည့်ပါဦးဒီငှက်မလေးဟာအပြင်ထွက်လို့မရအောင်သူ့ကိုယ်သူလှနဲ့ကြည်ပြီးပိတ်လောင်ထားတာပါသူဟာအစားအသောက်အတွက်သူ့ရဲ့အဖော်ထုတဲ့အဖိုးလေးရဲ့ပေါ်မှာပဲလုံလုံလျားလျားအမလီပြုတ်နေရတာပေါ့အဲ့ဒီတော့အဖိုးလေးကတော့တာဝန်ကျေပါမလားအသီးအနှံတွေကတော့သူယူလာပေးတတ်တဲ့အဓိကအစားအစာတွေပေါ့ခူကောင်လေးတွေကတော့တေချာလေးပြင်ဆင်ပြီးမှကျွေးတတ်တဲ့အထူးအစာပေါ့ဗျာအချိန်အတော်များများမှာတော့အစာကိုဝမ်းသာအားရလက်ခံတတ်ပြီးမြင်အမြဲတမ်းလို့မဟုတ်ဘူးပေါ့နောက်တော့နှုတ်သီးတစ်ခုကနေနှစ်ခုဖြစ်လာပါပြီသူတို့ရဲ့ရင်သွေးလေးဟာကြမ်းကြမ်းမာမာနဲ့ကြီးထွားလာနေပေမဲ့သူတို့နေတဲ့အတိုက်လေးကတော့ကြက်ညက်လာနေနည်းနည်းတော့ပေးပွားလာတာပေါ့ဖခင်ဖြစ်သူကတော့သူတို့နှစ်ယောက်လုံးကိုအဝအလင်ကျွေးနိုင်ဖို့အစွမ်းကုန်စ조사နေရှာပါတယ်နောက်ဆုံးတော့3လကြာအချင်းချခံထားရပြီးတဲ့နောက်မှာအပြင်လောကကြီးနဲ့သူ့ရင်သွေးလေးကိုမိတ်ဆက်ပေးဖို့အချိန်တန်ပြီးတော့သူဆုံးဖြတ်လိုက်ပါတယ်အခုဆိုရင်အဖိုးလေးကအစာကိုစပြီးဖြတ်ထားလိုက်ပါပြီဒါဟာသူလည်းပဲအချင်းတန်ပြီးတော့ယူဆကြောင်ပြသလိုက်တဲ့လက္ခဏာပေါ့အမလေးက6တွေ့နေတဲ့ရွှွန်စဲဒီကိုစပြီးထိုးဖောက်ပစ်ပါတယ်အတောင်ပန်းကြွက်သားတွေကတောင့်တင်းပြီးအားနည်းနေပေမဲ့တလမချင်းစီညစ်တွေကအပြင်ကိုထွက်လာနိုင်ခဲ့ပါတယ်လွတ်လပ်မှုစီကိုတဖန်ဖို့